လန်းကြောင်းယောဂဆိုလေအများကြီးရှိတယ်ခေါ်ရဆိုလို့ရှိလေခရီးထွက်ပြီဆိုလို့ရှိရင်တနေရာနဲ့တနေရာပြောင်းပြီဆိုတာနဲ့စီးချုပ်ဝမ်းချုပ်တွေဖြစ်တာအဲ့လိုမျိုးဖြစ်တဲ့သူတွေရှိလာတော့မသိဘူးတခါတည်းကခေါ်တော့အလုတ်ရဲအများတဲ့အချိန်မှာစီးသွားချင်တာရှိတယ်ဒါပေမဲ့တုံလောက်ဆိုခေါ်တော့မသွားအောက်ထားတာပေါ့မဖြစ်မနေအရန်သွားချင်မှစီးကိုထသွားတာဆိုတော့ခေါ်ရရဲ့ခန္ဓာကိုယ်မှာစီးတယ်အရန်အောက်တဲ့အခါစီးလန်းကြောင်းပြဿနာတွေစတာပေါ့နော်အထူးသဖြင့်ခေါ်ရစားလိုက်တဲ့အစားတောက်တွေကခေါ်ရရဲ့ခန္ဓာကိုယ်တွေရောက်သွားပြီဆိုရင်အစားတောက်တွေမှာပါတယ်မလိုလားအပ်တဲ့အဆိုင်ခဲတွေနောက်ပြီးတော့အညစ်အကြေးတွေအမှုန်ဝါးတွေကခေါ်ရရဲ့ခန္ဓာကိုယ်စီးလန်းကြောင်းနေပြီးပြန်ပြီးတော့အပြင်စွန့်ထုတ်တာပေါ့ဆိုတော့ခေါ်ရရဲ့ဒီစီးလန်းကြောင်းမှာခေါ်ရကစီးသွားချင်တာတွေအောက်ထားတာတွေစီးအောက်လေအောက်တာအရန်လောက်တဲ့အခါကျရင်ဒီစီးလန်းကြောင်းမှာဒီအညစ်အကြေးကအမုံခဲတဲ့အနေနဲ့သူကစုသွားတာစုပြီးကြာလာတော့ကြောက်ဖြစ်သွားတာအဲ့တော့စီးလန်းကြောင်းကြောက်တယ်တဲ့ယောဂါတွေစဖြစ်တယ်တချို့ဆိုစီးလန်းကြောင်းနဲ့ပတ်သက်တဲ့ပိုးဝင်တာတို့စီးနေတာစီးကျင်တာတော့အဲ့လိုစီးလန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါတွေကအများကြီးရှိတာခေါ်လိုက်ရမသိဘူးဒီ gold leaf တိုင်းရင်းဆေးလေးကိုခေါ်ကြော်ညာတော့မှလေဒီလိုရှိဆိုတာသိတာဒီထဲမှာလေသူကလို့ဆေးအညွန့်လေးပါတယ်ပေါ့နော်ခေါ်ကလေဒီအညွန့်လေးဖက်လိုက်ပြီးတော့မှအော်စီးလန်းကြောင်းနဲ့ပတ်သက်ယောဂါတွေအများကြီးရှိတာပေါ့နော်ဆိုတော့ဒီဆေးလေးကလေခေါ်ပြမယ်ခေါ်ကြော်ညာထားတဲ့ဗီဒီယိုလေးရှိတယ်ပြီးတော့တခြားသောအမှုပညာရှင်တွေကြော်ညာထားတာလည်းရှိတယ်ပြီးတော့ဒီဆေးလေးမှာဒီတိုင်းရင်ဆေးထောက်ကန်ချက်အမှတ်ထုတ်လုပ်ခွင့်လိုင်စင်တွေလည်းပါတယ်ပေါ့နော်ဆိုတော့ဒီဆေးလေးကပဲဘာအတွက်ကောင်းတာလဲဆိုခေါ်ဒီကစီလန်းချောင်းအတွက်ပေါ့နော်ဒီမှာဆိုအညွှန်းလေးပါတယ်သူကလေ English လို့ကိုနော် India လို့ကိုနော်မြန်မာလို့ရောပါတယ်ပေါ့နော်ဆိုတော့ဒီတော့ဘာတွေပါလဲဆိုဒီတော့ကြောက်ကက်ကြောက်တယ်တာတွေနောက်ပြီးတော့စီလန်းချောင်းမှာကြောက်တယ်တာတွေနောက်ပြီးစီးနေတာစီးဝါတာစီးချင်တာစီလန်းချောင်းပိုးဝင်တာဒီစီလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂအားလုံးအတွက်အရန်ကောင်းတယ်ပြီးတော့ဒီကောင်ကလေခေါ်ပြရမယ် तू ကအသက်အမျိုးသားအမျိုးသမီးလားအသက်16နှစ်ပြည့်ပြီးတဲ့သူတိုင်းတောက်လို့ရတယ်အသက်16နှစ်အောက်တော့မတောက်ရဘူးပေါ့နော်ပြီးတော့ဘလို့လူတွေမတောက်ရလဲဆိုတော့ကိုဝင်ဆောင်နေနောက်ပြီးတော့ခလေးနိုးတိုက်နေရတဲ့သူတွေနောက်ကြောက်ကက်ဆေးနေရတဲ့သူတွေလုံးဝတောက်လို့မရဘူးနောက်ကြောက်ကက်ပျက်စီးတဲ့သူတွေလုံးဝတောက်လို့မရဘူးအဲ့တော့ကာကွယ်တဲ့အနေနဲ့လည်းတောက်လို့ရတယ်ကုသတဲ့အနေနဲ့လည်းတောက်လို့ရတယ်ဆိုတော့ဒီထဲမှာညွှန်းထားတဲ့အတိုင်းပြောရမယ်ဆိုရင်ကုသဖို့အတွက်ဆိုရင်တစ်ချိန်တောက်ရင်တစ်လုံးတစ်နေ့ကို2ချိန်ကနေ3ချိန်ထိတောက်လို့ရတယ်ဒီတိုင်းမဲ့ကိုယ့်အကိုကြိုတင်ပြီးတော့ကာကွယ်တဲ့အနေနဲ့တောက်မယ်ဆိုရင်တော့တစ်နေ့တစ်လုံးပုံမှန်တောက်ပေးရပြီပြီးတော့ဒီကောင်ကလေအိန္ဒိယနီးပညာအိန္ဒိယကုန်ချမ်းတွေနဲ့မြန်မာနိုင်ငံမှာထုတ်လုပ်ထားတဲ့တိုင်းရင်ဆေး gold leaf ပေါ့နော်ပြီးတော့ဒီဆေးအကြောင်းပို့ပြီးသိချင်တယ်ဆိုရင်အခုကြီးတက်တော့အောက်မှာ mention ထားတဲ့ gold leaf ကပင်ရင်တက်တော့အကောက်မှာလည်းတွားရောက်ပြီးတော့လေ့လာလို့ရတယ်အဲ့မှာဆိုလို့ရှိရင်ဒီဆရာဝန်တွေကိုယ်တိုင်ရှင်းပြထားတဲ့ဗီဒီယိုလေးလည်းရှိပါတယ်ပေါ့နော်ဝယ်ချင်တယ်ဆိုရင်တော့အမျိုးအနေနဲ့မှာရှိတဲ့ကိုဟန်တင်မက်တင်နေအောင်ဆေးဆိုင်ခွဲတွေနဲ့အခြားသောဆေးဆိုင်တွေမှာစုံစမ်းဝယ်ယူလို့ရနေပါပြီရှင်အားလုံးပဲအနာနဲ့ဆေးတွေ့ပြီးတော့ကျမကြပါစေလို့အားလုံးဆုတောင်းပေးပါတယ်တတာ